ခရိုနီကတော်ပြီးပြီးဘယ်မင်းသမီးမှမရှင်းနိုင်အောင်ချမ်းသာကြောင်းဖော်ပြဖို့တကောလုံးရွှေကွက်ပြီးအကယ်ဒမီပေးဝဲတက်ရောက်ခဲ့တဲ့ကေဒီနေ့ကတော့မြန်မာအနုပညာရှင်တွေရဲ့အမှတ်တိုင်တစ်ခုဖြစ်တဲ့အကယ်ဒမီပေးဝဲကြီးကျင်းပပြုလုပ်တဲ့နေ့ရက်လေးဖြစ်ပါတယ်။ဒါကြောင့်လည်းမင်းသားမင်းသမီးဇက်ပိုဇက်ရဲ့အနုပညာရှင်ပေါင်းများစွာကသူ့ထက်ငါအပြိုင်လှပစွာဆင်မြင်ဝတ်ဆင်လာခဲ့ကြတာဖြစ်ပြီးတော့အဲ့ဒီအထဲမှာခရိုနီကတော်ပြီးပြီးတကောလုံးကိုရွှေကွက်ပြီးတော့ပွဲကျင်လာသူကတော့ဝတ်မုံရွှေပဲဖြစ်ပါတယ်။မြန်မာအချမ်းသာဆုံးပြီးပြီးအချို့လုပ်ငန်းစုတွေအပြင်လျှက်စစ်ကားကုမ္ပဏီပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့ကိုနိုင်ဖြိုးကျော်ရဲ့ဇနီးလေးပြီးပြီးရွှေဘုံမှာဆံမြန်းနေတဲ့မင်းသမီးလေးပါ။ဖက်ရှင်မိုင်းနဲ့ပတ်သက်ရင်လုံးဝရော့မနေသလိုလက်ဝတ်ရတနာတွေဆိုတာကလည်းတော်ရုံချမ်းသာရုံနဲ့အနာမကတ်နိုင်တဲ့ထိတ်တန့်အရေးအသွေးမြင့်လက်ဝတ်ရတနာတွေကိုသာဆင်မြန်းနေရှိပါတယ်။ဒါကြောင့်လည်းပြည်တွင်းမှာတာမကပြည်ပနိုင်ငံတွေအထိပါဝုံမုံရွှေရဲ့ fashion တွေကိုသဘောကျကြသလိုသူ့ရဲ့လက်ဝတ်ရတနာတွေကိုပို့ပြီးတော့သဘောကျကြပါတယ်။ဒါကြောင့်လည်းတရုတ်နိုင်ငံမှာတော့ဝုံမုံရွှေကိုရတနာတို့ရဲ့သူတို့သမီးအဖြစ်ပါသတ်မှတ်ထားတာဖြစ်ပါတယ်။ဒီလိုလက်ဝတ်ရတနာတွေကိုကိုနိုင်ဖြိုးကျော်ကစီစဉ်ပေးတာဖြစ်ပါတယ်ရှင်။ဝတ်ဆင်မဲ့အဝတ်အစားနဲ့လိုက်ဖက်တဲ့လက်ဝတ်ရတနာတွေကိုဒီဇိုင်းပုံဖော်ပြီးတော့သူကိုယ်တိုင်အသေးစိတ်ဖန်တီးဆင်မြန်းပေးတာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါကြောင့်လည်းကိဆင်မြန်းလိုက်တဲ့လက်ဝတ်ရတနာတိုင်းကအရေးအသွေးကောင်းလွန်ပြီးတော့မြန်မာပြည်မှာရှာမရတနာတွေဖြစ်နေတတ်ပါတယ်။တကယ်ကိုအမျိုးသားဖြစ်သူရဲ့အဆက်ဆက်အရာအလိုလိုက်အကြိုက်ဆောင်ဂယူဆိုင်မှုတွေရထားတဲ့ကိရဲ့ဘွားကတော့မိန်းကလေးတိုင်းအားကျစရာပါပဲရှင်။အခုလက်ထက်မှာအားကျစရာပြင်ဆင်မှုတွေနဲ့အတူအကယ်ဒမီပေးပွဲကြီးကိုတက်ရောက်လာခဲ့ပါတယ်။ရွှေကစ်ဆိုတဲ့နာမည်လေးအတိုင်းဝတ်ဆောင်တစ်စောင်လုံးကိုရွှေတွေနဲ့အနုစိတ်ပုံဖော်ဖန်တီးထားပြီးတော့ပေါ်ပါကိုလည်းရွှေပေါ်ပါလေးအဖြစ်ဆင်မြန်းထားတာတွေ့ရပါတယ်။ကေကတော့ဒီဝတ်ဆောင်ကိုရွှေရောင်အလင်းနှမ်းများဆိုတဲ့စိတ်ကူးလေးနဲ့ပုံဖော်ဝတ်ဆင်ခဲ့တာလို့သိရပါတယ်။လက်ကိုင်ကအစရွှေသားအတိနဲ့ပြုလုပ်ထားတဲ့လက်ကိုင်အကိုသာအသုံးပြုခဲ့ပါတယ်။ကေရဲ့ဒီဝတ်ဆောင်လေးကယူရှင်ပြီးတော့လှပသလိုတန်ဖိုးအဖြစ်ဆိုရင်တော့အခုခေတ်ရွှေစည်းနဲ့တွက်ကြည့်မယ်ဆိုရင်သိန်းပေါင်း10ချီကုန်ကြနိုင်ပါတယ်။ဒီလိုတန်ဖိုးကြီးဝတ်ဆောင်ကိုမှထပ်လောင်းပြီးတော့တန်ဖိုးမြင့်တင်ပေးလိုက်တာကတော့လေတိုင်းမှာဆင်မြန်းထားတဲ့သိန်းချီတန်လဲဆွဲကြီးပဲဖြစ်ပါတယ်။အရေးသွေးကောင်းပြီးရှားပါရတနာတွေကိုသာတန်ဖိုးထဝတ်ဆင်တက်တဲ့ကေကဒီနေ့အကယ်ဒမီပေးပွဲမှာလည်းတန်ဖိုးအဖြစ်မခံမနိုင်တဲ့ရောင်စုံလဲဆွဲကြီးကိုအဖိုးနှကထိုက်တန်စွာနဲ့ဝတ်ဆင်လာခဲ့တာပဲဖြစ်ပါတယ်။ဒါပြင်ငကက်ကိုလည်းဒီဇိုင်းဆန်းဆန်းလေးနဲ့ပုံဖော်ထားသလိုအားလုံးကိုတော့စိန်ရွှေကြောင့်ရတနာတွေနဲ့ဒီဇိုင်းဆန်းဆန်းအမြင့်ဆန်းအောင်လို့ပုံဖော်ဝတ်ဆင်ထားတာဖြစ်ပါတယ်။ဒီနေ့ဒီဇိုင်းကိုလည်းကိုနိုင်ဖြိုးကျော်ကိုယ်တိုင်ရေးဆွဲပြီးတော့ဖန်တီးပေးတာကြောင့်လည်းလက်ရတွေကပို့ပြီးတော့အသက်ဝင်လှပနေတယ်လို့တောင်ပြောရမှာပါ။ကေရဲ့ fashion အပြင်စင်တစ်ခုလုံးပေါင်းလိုက်မယ်ဆိုရင်တော့ဘယ်မင်းသမီးမှလိုက်မမီနိုင်တဲ့ပမာဏလို့သာမှတ်ချက်ပေးကြပါတယ်ရှင်။ဒါကြောင့်ကေကိုပရိသတ်တွေကတော့ Academy စုရော fashion စုပါရသွားမလားဆိုပြီးတော့ခံမှန်းနေကြပါပြီနော်။ကေရဲ့နှုတ်ဝင်တဲ့ရုပ်ရှင်စကားကြီးကလည်းစက်ဘက်အထိယုံတင်ပြသတဲ့အထိကိုစံချိန်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် Academy လေးချက်ကွမ်မင်းသမီးလေးဖြစ်သွားမလားဆိုတာမကြခင်အဖြစ်သိရတော့မှာပါ။ပရိသတ်တွေအားလုံးကတော့လေးငုံလေးကိုအကယ်ဒမီရစေချင်နေကြသလိုအခုလိုဂျမ်မိုးအဖြစ်လက်ကြီးမှာသူမနဲ့လည်းလိုက်ဖက်ပြီးတော့အမြင့်ဆန်းတဲ့ဝတ်စုံလေးကိုဝတ်ဆင်လာတာကြောင့်လေဖက်ရှင်စုရောအကယ်ဒမီစုပါရဖို့အတွက်ဆူတောင်းပေးနေကြပါပြီ။ဘာလို့လှပလွန်တဲ့ကေကအခုဆိုရင်လည်းနှစ်ဖျားမလေးတစ်ပါးလို့လှပလွန်နေပြန်ပါတယ်။မြင်သူအားကြရတဲ့အလှတရားတွေကိုပိုင်ဆိုင်ထားတဲ့ကေတယောက်ဖက်ရှင်စုရောအကယ်ဒမီစုပါရသွားမယ်လို့ထင်ကြပါလား။ကေရဲ့ဒီနေ့အကယ်ဒမီဝတ်စုံနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရောဘယ်လိုထင်မြင်ကြလဲ။သဘောကျကြရဲ့လားဆိုတာပြပြပေးခဲ့ကြပါအောင်ရှင်။